မောင်ချောင်းကိုလည်းဒီလိုလေးပဲပြန်ပြောင်းဆွဲတော့ဘက်ကနဲ့ဆိုမဒါကလေခါရှိတယ်ဆိုတော့ခေါ်တော့လေဟုတ်ခါရှိတယ်ဆိုတော့ခရို18လက်မှချုပ်ပြီးလို့ဒါထောက်ကလေးဒီတန်းတန်းချခိုင်းတာဟုတ်ခါရှိတော့ထောက်ကလေးကိုအောက်ကလေးကိုနည်းနည်းရှူပေးဟုတ်ကဲ့ခါတူတာလေခါတူတာတောက်ကိုတက်တက်မောင်ခုချုပ်တဲ့အင်းလေးလိုဝင်းပေါက်လည်းပါတယ်ခြာခံလည်းပါတယ်ဆိုရင်မလို့ဒါကဝင်းပေါက်ကမဟုတ်ဘူးဒါထက်စာအင်းကြီးမှာတခါတည်းတွဲရပါပြီးဒါလက်ဝင်းပေါက်ကလက်နဲ့လဲတဲ့ဟာလေလက်နဲ့လဲတဲ့ဟာလေဒါလေးတော့ဒီဆောင်းလုံးကချုပ်စိတ်နော်ဟုတ်ဒီရာလေးရနေအလဲကောင်ဝါနေ6စိတ်လေးလောက်ပေါက်ပေးမယ်လေးလောက်ပေါက်လေးချရလေးဒါအရှိချမ်းတစ်ဆောင်ရှစ်လောက်ပေါက်ပေးလိုက်ဟုတ်ရှစ်အားဒီလေးပေါ့နံပါတ်9ထုတ်တာလေးသိပါတယ်ဟုတ်လားအဲ့တော့ထိုင်းလောက်ဘူးထနာနေမှာတယ်နော်အဲ့ဆိုခွန်ဝဲပေါ့ချုပ်စာဟိုကလေးသိပါခွန်ဝဲလောက်ကြာဟုတ်ကဲ့ရလောက်တယ်သူကတမန်သူ့လေခင်းပေါက်လေးဒီအပေါ်ပိုင်းလေးကပိုဝိုင်းတာဒီမှာကြည့်အပေါ်ပိုင်းလေးကပိုဝိုင်းတာပေခွေးလို့အပေါ်လေးကိုထားဟုတ်ကဲ့တချို့တလေလေခင်းပေါက်လေးအောက်ကဝိုင်းတဲ့ပုံအောက်ကဝိုင်းတဲ့ပုံကပေခွေးကိုဒီအောက်ကထားဟုတ်သူ့လေခင်းပေါက်လို့ကြည့်အပေါ်ကဝိုင်းတာဟုတ်အဲ့ဒါနဲ့ဟာလေးကိုထားဟုတ်ဒါကတက်တောက်စားလို့တောက်စားတာလေးညားလေးက20လေးလောက်တက်ဒါလေးကကတ်ဖြတ်ပြမှာဒီစိတ်ထောက်ထမှာနော်ဒါလေးက2စိတ်လောက်ဒါလေးက4စိတ်ဒီနားလေးနဲ့ညားလေးက4စိတ်ပြီးရင်အောက်လေးကပခုံးလေးမလားဟုတ်ကဲ့ခုဒီကနေဒီအောက်ကို2စိတ်3လုံးလောက်တက်ပြီလားသူကနဲ့ခွဲတက်ပြီဒီကြောင်းလေးနော်ညီမတို့အကြောင်းကဒီကြောင်းလေဒီကြောင်းတော့ဒီလိုဒီမှာရှေ့လေးရတော့ခွဲသွားတာလေတက်ရနေတယ်မှာခွဲသွားတာလေဟုတ်ဒီလေးခွဲပေးရမှာခွဲပေးရမှာအမကောင်ဒီမင်းကြောင်းဝင်လာပြမလို့ရှေ့ချမ်းလေးရစိုက်လေးရှေ့လေးမှာဟုတ်နောက်ကတော့ခအတူလေးပဲတူရင်းမြန်မယ်ဟုတ်ကဲ့နောက်ကလေးဒီမှာကြည့်နောက်ကတူလေးပဲဟုတ်ကဲ့နောက်ကခါလောက်ပဲပြီးကြမှာဒီသူရှေ့လေးရပဲဒါလေးကဒီဘက်ကလေးကကွဲပြီးတော့မှနည်းနည်းလေးရှေ့ကြပြီးတော့မှခါကိုဒီလိုတက်လာဝိုက်တာလေဟုတ်အဲ့လိုလေနည်းနည်းလေးကွဲပြီးမှဒါမှဒါအမတက်တဲ့လောက်အောက်ကိုရှေ့အောက်ကိုဝိုက်အမတက်တဲ့လောက်လုပ်လို့ရတယ်မလာမရှိလေသူဘောနဲ့ဆို28နှစ်ခွန်ရှိတယ်ရလောက်တယ်မရှိသွားနေရရင်ဟုတ်တယ်ရတယ်အဲ့ဒါမရှိချင်တော့နားလေးပဲရှိနေမှာဟုတ်ထောက်ကအောက်ဒီဆက်ဆွဲပြီးတော့မှဒီအောက်ကရတော့အောက်ကရှူတာပဲဟုတ်ရှူပြီးရှေ့ချမ်းကိုကကျင်းနေညနေဒီဘယ်နဲ့မှရှိလဲတန်းကြီးလာဒီမှာခွဲ14လေး14ဒီမလေးဒီလေးအောက်ကခွဲလေးဟုတ်ကဲ့14ထိ14ကိုမှအမကျေသေး9လုံးတက်မှာမလားဟုတ်အဲ့ခေါ်တော့14ကို9နဲ့9လုံးတက်မှာဆိုတော့9နဲ့စားလိုက်9လေးလေး9တယ်နဲ့9နှစ်လေးရ30လေးချင်းငါလေးလေးနဲ့ငါရှစ်လေး40ငါရှစ်လေးအဲ့တော့3မှတ်တင်3မှတ်တင်3
ဟုတ်ကဲ့ဟုတ်ကဲ့ ဒါညက်ပြက်ပြလိုက်ပြီဆိုတော့ဒါနောက်ထပ်သုံးလို့မရတော့ဘူး ဟုတ်ဝါလေးပြီးကျိုးသွားတယ် လေးဆိုမှမသိလိုက်ဘူး အခု လို့ တော့မှန်မယ်ဟုတ်ကဲ့ ပြီးတော့ white ထောက်ပြင်ဝေးလေးနဲ့ဒီလိုလေးကွေးလိုက်တာနော်ဒီနည်းနည်းကြောကြောအောက်လေးနည်းနည်းရောက်ရောက်ရတယ်ဒီနားလေးတော့ white ပေါ့ ဟုတ်ဟုတ် တိတ်ဒီပါရာလေးကိုပြန်ပြီးတော့မှပိုးလေးနည်းနည်းပဲတက်ပေးလိုက်မယ်နော်ဒီအမှန်ဆိုရင်ဒီဟာလေးနဲ့တက်ရမှာနော်ဒီဟာလေးနဲ့အမှန်ဆိုညီမဒါလေးနဲ့ဒါလေးနဲ့ဒီလိုလေးဆက်ပေးရမှာနော်ဆက်မပေးဘူးတို့ကြနေအမကလေဘင်းပေါက်လေးနည်းနည်းဟိုက်မယ်ဆိုရင်နေလို့လေဟိုက်မယ်ဆိုရင်နေလို့အပေါ်လေးကိုနည်းနည်းတက်ပြီးတော့မှဒီမှာဒီတစ်ချောင်းလေးဆိုရင်အပေါ်လေးကို ဟိုက်လောက်ပါနော်ဟုတ်ပါ မများဘူးနည်းနည်းလေးပဲ ဟုတ်ကဲ့ အပေါ်လေးနည်းနည်းလေးရွှေ့ပေးလိုက်တယ် ဟုတ်ဟုတ်ချောင်းအလားအောင်ပါလား မင်းချောင်းလားမင်းချောင်းကမသိပါဘူးခြံရမယ်ဒီတစ်ချောင်းလုံးနော်ဒီတစ်ချောင်းလုံးဒီကနေဒီအောက်ထိချုပ်စားတစ်ချောင်းလုံး30လေးခြံလိုက် ဟုတ် ဒီအောက်ထိနော် ဟုတ် လာအောင်နော်30ဒီတစ်ချောင်းလုံး30ဟောဒီဘက်က40ဒီဘက်က40ဒီအောက်ကနေမှဒီထိဒါလည်းဒီအောက်ကနေဒီထိဒါကိုကိုက်ဖြတ်လိုက်ပါလေ ဟုတ် ကကြီးနဲ့ကိုက်ဖြတ်လိုက်ပါလေအပေးအမမိုင်းကန်လေးနဲ့ဒီတစ်ချောင်းလုံးကိုလှိမ့်မင်းလေးနဲ့လှိမ့်ခဲ့ရအောင် ဟုတ် အမမှတ်ခဲ့ရမှာကဒီနားလေးမှတ်ပေးခဲ့ဒီနားလေးတမတ် ဟုတ်ရမ်းမ မှတ်လေးတွေလေပြင်ရှင်ထိဒါဒီနားလေးဒီအခွဲလေးခွဲသွားတဲ့နေရာလေးလေ ဟုတ် ကဲအမဘက်တို့အမဒီလိုတစ်ခုလုပ်ပြီးညီမကိုပြဒီ အခုတခုမလို့ဒီကဒီမှာတိုင်းတယ်နော်ဒီမှာ9နှစ်စိတ်9နှစ်စိတ်ခါဘူးက2ခုရှိရဆိုတော့အဲ့ဒါကြောင့် နှစ်ခုကြာတော့ဒီကောင်ကဖြန့်လိုက်မှာ အာ ဒါလက်က ဖြန့်လိုက် ခောက်ဘူးလေ อืม ခောက်ဘူးကိုဒီကောင်ကိုဖြန့်လိုက်ပြီဆိုလို့ရှိရင်ဒီနားလေးကဟိုဘက်ဒီဘက်ဒီကနေဒီဘက်ကိုဒီကခောက်ဘူးကဒီဘက်ကိုလဲရောက်လာလို့ရှိရင်10ခွဲရှိသွားမှာလေ ဟုတ် အမဒီနားလေးလောက်ကြမှာဒီကနေ2ခွဲတက်ထားဆိုတော့ဒီနားလေးလောက်ကြမှာ ဟုတ် နားလောက်ကိုကြမှာ ဟုတ် အဲ့ရဲ့လောက်ဝါကဒီနားလေးရဟာ ဒီဝါလေးဟာအဝိုင်းကိုလုတ်ပြီးတော့ဒီဟာကိုတိုင်းဒီဟာကြောင့် ပြီးရင်ဒီကနေဒီထိကအမအဝဲအရှိဒီအောက်ကိုဘယ်လောက်လောက်တက်မလဲဆိုတော့အရှိ ဟုတ်ဟုတ် ဘယ်လောက်လောက်တက်မလဲဆိုတော့အရှိညီမကလေးလက်မထားတာအခုက2ခွဲလေဒီဘောနဲ့2ခွဲဖြစ်တာအောက်မှာ1ခွဲဆိုတော့လောက်အခုဒီလောက်ကနေပြီးတော့မှဒီလောက်ထိဖြစ်မှာပေါ့ ဟုတ် အမသူ့ပုံထဲမှာလေသူ့ပုံထဲမှာကျတော့တင်မနည်းနည်းရှည်နေတဲ့နေရာထပ်ပါသေးရဲ့ ဟုတ်တယ် အခုဗီဒီယိုမရိုက်သေးဘူးလားအရင်မပုံပြန်ကြည့်လိုက် ဒါအောက်ပိုင်းကို အမရှည်တဲ့ဟာတွေလေ ဟုတ်อืม ရှည်တဲ့ဟာတွေဘာလို့လဲမရှိတယ်တော့ရှည်အောင်မအစကိုကြိုက်ပြီးတော့မှဖြန့်ကြည့်လိုက်မှပိုးမြင်နေတာစက်ကူကြီးဆိုတော့ ဟုတ် သိပြီမမြင်ဘူးအောက်မလာကဒီလိုဝင်မှာငါသူကဒီလိုချထားဆိုတော့ဒီလိုပေါ့မှာရဲ့အစဆိုတော့ဟွာမလုပ်သေးဘူး ဟုတ် ဒီလိုရှိတာညီမတို့ရဲ့ဒီလက်ချိုးကြောင်းကလာမှာလေလက်ချိုးကြောင်းကလက်ချိုးကြောင်းဒီနားလေးလောက်ကိုကြာတက်မယ်ဆိုလို့ရှိရင်ဒီဘက်ကနေမှဒီလိုတက်ရမှာလေ
လက်ကြိုက်လိုက်ရင်နှလုံးနဲ့ဟုတ် ကောင်းပါလေငါးနေငါကညငါတစ်ပတ်ကိုလာပြီးတော့မှညတို့ကမှနေနိုင်စားမှမကြံနဲ့ခါးလေးနဲ့ကိုမနိုင်စားကြ ဟုတ်ပါ လာပါအခုတောင်လည်းအင်းကြီးရ ခုမလာလို့ပြော အဖေရုံမွေးလို့ဘူးမွေးလို့ မဒီပတ်လေဟိုအမဟိုမီရှို့ ဟုတ်ကဲ့ သူကတကယ်ဖျောင်းလိုက်နေပြီးတင်းနေရှို့ရမှာ စားစားလေးချို့ပါမရဲ့ ဟုတ်တယ်တခြားစားတွေအင်းတော့ရှို့ကြွိုးကြိုင်တော့ရှို့ပြလာဟော အမီချို့လေညဒီချို့ ဟုတ်ဆွေဘလို့ကအဆွေဘလို့ကဘာမှမဆက်ချင်ဆွေမရတော့ဆွေနဲ့ထဲနဲ့ဆက်တယ်ဟုတ်ပါ ဟုတ်ပါ အေးစမရတော့ဘာမှမတရဘူးအော်ဘယ်အောင်စားလိုက်ပါကြာ အဲဘာမှမစ စားပြီနော်ဒီငါတို့ဒီဘက်ကချမ်းလို့ဆွေးနေရတော့ကြည့်အောင်လည်းလက်ကအေး6တောင်းလေး ဘယ်လမ်းတင်မလေးဟဲ့ ဟာမားချုပ်တာလေဒီမဲ့အစားဆုံးကြိုက်ပေးနေတာဘာမားချုပ်တာ နေပြီးတိုင်းကနေပြီးကြိုက်နေရ တို့တို့ပြောလေ ဟိုလေး အေးဟုတ်တယ်အော်ဒီနာလေးချုပ် မင်းကတော့ဒါကိုဖြောင်းဖြောင်းလေးကြိုက်ပြီးဖြောင်းဖြောင်းလေးချို့ ဟိုဘက်၄စိတ်ဒီဘက်၄စိတ် ဟုတ်ကဲ့ ဒါလေးကိုအကြမ်းပြင်းပေါ့ မတူချင်းလာတာကြောက်တယ် อืม ဒီအောင်စီမှာပုံနေမှာ စံတယ် ဒီလိုသမီးအိုင်ရောဘူးလေးကိုသိရဆက်လာပါမယ်ဆက်လာနေပြီ ပြန်ပြန်တွေးပြန်အမှန်တည်းလုံးလိုက်ခိုင်းနေလုံးနဲ့ဟိုတခါတည်းကွင်းကွင်းကိုပေါ်သွားချုပ်စီဒီမာလိုမာတယ် လက်ရှိဖြစ်တယ်လား ဟမ်မနနဲ့လက်ရှိပြတယ်လေငါတိုးနေတာငါနဲ့အတိုးပြတယ်လေငါအမလက်ရှိုးကြည့်လိုက်အမလက်ရှိုးကြည့်လိုက်